ဒါကတော့ PK စားချင်ရင်ပတ်စံမကုန်ပဲစားလို့ရမယ့်နေရာတစ်ခုပါဒီနေရာကတော့ကမ္ဘာပေါ်မှာအတန်ရှင်းဆုံးမရှိတဲ့ဆွဲဆောင်မှုတစ်ခုဖြစ်ပါတယ်ဒါကအမေရိကန်ပြည်ထောင်စုရဲ့နာမည်ကြီးခရီးသွားဆွဲဆောင်မှုတွေထဲကတစ်ခုဖြစ်တဲ့စီယက်တဲမြို့ကဂန်ဝေါ် PK နံရံဖြစ်ပါတယ်ထူးခြားတဲ့မြင်ကွင်းတွေနဲ့ပျော်စရာကောင်းတာကြောင့်ခရီးသွားတွေအများကြီးကိုဆွဲဆောင်နိုင်ပါတယ်တချို့လူတွေဆိုရင်သူများစားပြီးသား PK တွေကိုပါစားဖို့စူးစမ်းကြပါတယ်ဂန်ဝေါ်ရဲ့တမိုင်းကြောင်းဟာ1990ပြည့်နှစ်တွေစီကစခဲ့တာဖြစ်ပါတယ်။အဲ့ဒီအချိန်တုန်းကပြစိတ်ယုံလာကြည့်တဲ့သူတွေဟာပြပွဲဆောက်ဖို့စောင့်နေတုန်းသူတို့ရဲ့ PK တွေကိုနန်းရံမှာကတ်ခဲ့ကြပါတယ်။အစပိုင်းမှာတော့ဝန်ထမ်းတွေက PK တွေကိုတန်ရှင်းရေးလုပ်ဖို့စူးစမ်းခဲ့ကြပေမဲ့ပိုပြီးများပြားလာတဲ့လူတွေရဲ့ဒီနုပညာဖန်တီးမှုမှာပါဝင်တာကိုတားဆီးနိုင်ခြင်းမရှိခဲ့ပါဘူး။နောက်ဆုံးမှာတော့ဒီနန်းရံကိုဒီအတိုင်းထားရှိဖို့ခွင့်ပြုခဲ့ပြီးဖြည်းဖြည်းချင်းအယောင်သွေးစုံလင်ပြီးဖန်တီးမှုအပြည့်ရှိတဲ့အနုပညာနံရံအဖြစ်ပြောင်းလဲလာခဲ့ပါတယ်။ဒီနံရံတစ်ခုလုံးမှာတန်ပေါင်းများစွာသောရောင်စုံ PK တွေအပြည့်ဖုံးလွှမ်းနေပြီးထင်ရှားတဲ့မြင်ကွင်းတစ်ခုကိုဖြစ်ပေါ်စေပါတယ်။ဂန်ဝေါ်ဟာကမ္ဘာပေါ်မှာအတန်ရှင်းဆုံးမရှိတဲ့ဆွဲဆောင်မှုတစ်ခုလို့သတ်မှတ်ခံရပေမဲ့ဒါဟာစီယက်တဲမြို့ရဲ့သင်္ကေတတွေထဲကတစ်ခုဖြစ်လာခဲ့ပါတယ်။လာရောက်လည်ပတ်သူတွေဟာဓာတ်ပုံရိုက်တာလည်ပတ်တာအပြင်သူတို့ရဲ့ကိုယ်ပိုင် PK တွေကိုနံရံမှာကပ်ပြီးအမှတ်တရထားခဲ့နိုင်ပါသေးတယ်။တင်လဲအယောင်သွေးစုံလင်တဲ့ PK တွေစားချင်ရင်တွားရောက်ပြီးစားသုံးကြည့်နိုင်ပါတယ်။